ပြောလိုက်တာနဲ့ကျွန်တော်တို့အရင်ဆုံးပြင်းပြင်းမိတဲ့အရာတွေကကျွန်တော်ဒီပြိုင်ကားတွေဂျပန်ရိုးရအစားအစာတွေလှပတဲ့ကီမိုနိုလေးတွေဝတ်ထားတဲ့ကျွန်တော်ဂျပန်မလေးတွေထားရှိတဲ့ဖြစ်ပေါ့နယ်ပယ်ဆောင်ကဂျပန်ရဲ့ဒီလှပထင်ရှားကြော်ကြမှုတွေကျွန်တော်အရင်ဆုံးပြင်းမြင်ကြရပေါ့ဂျပန်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ဒီခြံထားလို့မရတဲ့နယ်ပယ်နောက်ထပ်တစ်ခုရှိပါတယ်ဒါကတော့ဂျပန်ရဲ့ဂန်ဝင်မြောက်လက်ရာနဲ့အရသာဖန်တီးမှုတွေပါဝင်တဲ့ဂျပန်ရိုးရဝီစကီတွေပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီတူကလေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ Smith ပါကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ဂျပန်ဝီစကီတွေဒီကမ္ဘာဝီစကီဇာတ်ကုံပေါ်မှာဘယ်လိုမျိုးနာမည်ရလာတယ်နောက်ပြီးတော့တစ်ဆက်တည်းမှာပဲနာမည်ရလာတဲ့ Yamazaki brand နဲ့ဒီ Yamazaki 80ရဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီဂျပန်ဝီစကီတွေစပြီးနာမည်ရလာတဲ့2001ခုနှစ်ကိုကျွန်တော်ပြန်ပြီးသွားကြည့်အောင်ဂျပန်ဝီစကီတွေကိုကမ္ဘာစပြီးအတိမတ်ပြုတော့ကျွန်တော်ဒီ2001ခုနှစ်မှာပေါ့ဒီ2001ခုနှစ်မှာဝီစကီမဂ္ဂဇင်းကကျင်းပတဲ့ Best of the Best ပြိုင်ပွဲမှာနီကာရဲ့ယိုယီရှိတန်ရီယာကကျွန်တော်ကမ္ဘာအကောင်းဆုံးဖြစ်ပထမဆုံးရရှိခဲ့ပြီးတော့မှဆန်တိုရီရဲ့မီ21ရာကျွန်တော်ဒုတိယဆုံးရရှိခဲ့တာဖြစ်ပါတယ်ဒါကဂျပန်ဝီစကီတွေကဒီစကော့ဝီစကီတွေထက်တာလွန်နိုင်တယ်ဆိုတာကိုဒီကမ္ဘာပထမဆုံးသတိထားမိလာတဲ့အချိန်လည်းဖြစ်ပါတယ်2003ခုနှစ်ကတော့ဒါဂျပန်ဝီစကီတွေကကမ္ဘာမှာတစ်ချိန်လုံးအောင်မြင်သွားတဲ့ဒါခုနှစ်လည်းဖြစ်ပါတယ်ဒီ2003ခုနှစ်မှာတော့ Yamazaki တွဲကြီးရကကျွန်တော်ဒီ International Spirit Challenge ISC ဆိုတဲ့ပြိုင်ပွဲမှာပထမဆုံးအနေနဲ့ဒါရွှေတံဆိပ်ဆိုတာရရှိခဲ့ပါတယ်ဒါကကျွန်တော်ဒီဂျပန်ဝီစကီလောကရဲ့ကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်ပြီးတော့မှကျွန်တော်ဒီနိုင်ငံတကာဝီစကီဈေးကွက်ထဲမှာလည်း Yamazaki ဆိုတဲ့ brand ကိုကျွန်တော်ဒါစတင်ထိုးဖောက်နိုင်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်အဲ့ဒီနှစ်မှာ Lost in Transition ဆိုတဲ့ရုပ်ရှင်မှာမင်းသားကြီး Bail Murray ကနေပြီးတော့ကျွန်တော်ဒီ Suntory Hibiki 70ရောက်တောက်ပြီးတော့မှ For lesson time make it Suntory time ဆိုတဲ့ dialogue ဒါသူပြောခဲ့ပေါ့ For relaxing times make it Suntory time အဲ့လိုပြောတဲ့နောက်ပိုင်းမှာကျွန်တော်ဒီဂျပန်ဝီစကီတွေကတကယ်ပဲကောင်းလားဆိုတဲ့ဆက်စုချင်းစိတ်တွေကကျွန်တော်ဒီအနောက်နိုင်ငံသားတွေမှာဖြစ်လာတယ်ဒီအနောက်နိုင်ငံသားတွေအထူးသဖြင့်ကျွန်တော်ဒီဥရောပနဲ့အမေရိကန်နိုင်ငံသားတွေကကျွန်တော်ဝီစကီဆိုရင်ကျွန်တော်ဒါစကော့ဒါမှမဟုတ်ရင်အမေရိကန်ဝီစကီတွေကပဲအကောင်းဆုံးဆိုပြီးတော့သူတို့ကအမှတ်ယူခဲ့ကြရပေါ့ဂျပန်ဝီစကီဆိုရင်တော့ဒါသူတို့အရေးသွေးနှိမ့်နဲ့တာမန်ဝီစကီလို့ပဲသူတို့ကသတ်မှတ်ခဲ့ကြရပေါ့ဒါပေမဲ့အဲ့ရုပ်ရှင်ထွက်ပြီးတဲ့နောက်ပိုင်းမှာတော့ဒါဂျပန်ဝီစကီတွေကတာမန်ဝီစကီတွေမဟုတ်ဘဲနဲ့ကျွန်တော်ဒါအစင်တန်းရှိတဲ့သူတွေတောက်သုံးတဲ့ဝီစတစ်ခုအဖြစ်မြင်သွားစီပြီးတော့မှကျွန်တော်ဒီဂျပန်ဝီစကီရဲ့ပုံရိပ်ကိုပါကျွန်တော်ဒါပြောင်းလဲစေခဲ့ပါတယ်2014-2015ခုနှစ်ကတော့ကျွန်တော်ဒါ World Best Whisky ဆုကိုစပြီးရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်ကျွန်တော်ဂျပန်ဝီစကီရဲ့ဂုဏ်သတင်းအထွတ်ထိပ်ကိုရောက်ရှိခဲ့တဲ့နှစ်ကတော့ကျွန်တော်ဒါ2014ခုနှစ်မှာဖြစ်ပါတယ်ကျွန်တော်ဒီ2014ခုနှစ်မှာဝီစကီပညာရှင်ကျွန်တော်ဒါဂျင်မာရီကဂျင်မာရီဝီစကီဘိုင်ဘယ်မှာကျွန်တော်တို့ Yamazaki ကျွန်တော် Single Malt Sherry က2013ကိုဒါသူက rating 97.5 နဲ့ကျွန်တော်ကမ္ဘာအကောင်းဆုံးဝီစကီအဖြစ်ကျွန်တော်ဒါသတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ကျွန်တော်ဒီဂျပန်ဝီစကီတွေကဈေးနှုန်းတွေအဆမတန်မြင့်တက်လာပြီးတော့မှဈေးကွက်ထဲမှာကျွန်တော်ဒီဝယ်ရခတ်တဲ့ရှားပါးပစ္စည်းတွေစပြီးဖြစ်လာခဲ့ပါတယ်ဆိုတော့ဒါကျွန်တော်ဒီဂျပန်ဝီစကီတွေကကမ္ဘာဝီစကီဇာတ်ကုံပေါ်မှာဘယ်လိုမျိုးနေရာယူလာလဲဘယ်လိုမျိုးနာမည်ကြီးလာလဲဆိုတော့ကျွန်တော်ပြောပြပြီးဆိုတော့ကျွန်တော်ဒီကပြောပြချင်တဲ့ကျွန်တော် Yamazaki 80ရဲ့အကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့တွားလိုက်ကြရအောင်ဂျပန်နိုင်ငံရဲ့ကျိုတိုမြို့နီးမှာရှိပြီးတော့ကျွန်တော်ဒီ1923ခုနှစ်တည်းကစတင်တည်ထောင်ထားတဲ့ကျွန်တော်ဒီဂျပန်နိုင်ငံရဲ့ပထမဆုံး malt whisky စက်ရုံဖြစ်တဲ့ကျွန်တော် Yamazaki Distillery ကနေပြီးတော့မှကျွန်တော်ဒီ Yamazaki 80ရလေးကိုကျွန်တော်ထုတ်လုပ်ထားတာဖြစ်ပါတယ် Yamazaki နယ်မြေကရေသွေးအလွန်ကောင်းမွန်ပြီးတော့မှဒီဆိုထိုင်းစာမြင့်မာတဲ့ဂျာတီဥရှိရဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ whisky တွေကိုကျွန်တော်စီထဲမှာတုံနှောင်ထားပြီးတော့မှနှစ်တည်းအကြာကြီးဒါရင်းချက်စီဖို့အတွက်ဒါအကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်Yamazaki ကိုကျွန်တော်ဒါဂျပန်နိုင်ငံကရှားပါတဲ့ကျွန်တော်ဝက်တစ်ချစီ Mizunara Oak ကျွန်တော်ဒီစပိန်နိုင်ငံကကျွန်တော် Sherry Wine စီဖြစ်တဲ့ Sherry Oak နဲ့ကျွန်တော်ဒီ American Oak တွေထဲမှာ18နှစ်ကြာအောင်ဒါတုံနှောင်ပြီးတော့ချက်လုပ်ထားရတယ်ဖြစ်ပါတယ်။သူကတော့ဒါ single malt အမျိုးအစားဖြစ်ပြီးတော့သူရဲ့ alcohol ABV ကကျွန်တော်တို့ 43% အထိပါဝင်မှာဖြစ်ပါတယ်။ Whisky ပညာရှင်တွေသတ်မှတ်ထားတဲ့ကျွန်တော်ဒီ Yamazaki 80ရဲ့အနံ့တွေကသူကနည်းနည်း complex ဖြစ်တဲ့ဘက်ကိုသွားရပေါ့။ပြီးရင်သူက cherry တီးကြောင်နံ့နဲ့ကျွန်တော်ဒီ plant အနံ့လေးတွေဒါရပါတယ်။နောက်တစ်ချက်အနေနဲ့ကကျတော့ကျွန်တော်ဒါဂျပန်နိုင်ငံရဲ့ကျွန်တော် Mizunara Oak ကလာတဲ့ကြော်ဒီဆန်နာဘူးပေါ့မြန်မာလိုခေါ်ပေါ်နေဆိုရင်ကြော်ဒီဆန်နကူးနဲ့မှုမွေးလေးနဲ့ဒါရမှာဖြစ်ပါတယ်သူ့ရဲ့ရတာအနေနဲ့ကကြတော့ဒါကြော် strawberry ရိုး dark chocolate နဲ့ကြော်ဒီ coffee ရတာအနှဲငယ်ပေါင်ရပါတယ်တောက်လိုက်တဲ့ချိန်မှာလည်းဒါချုံမြိန်ပြီးတော့မှကြော်ပြားရည်လိုမျိုးဒါခက်စီစီအရတာလေးတွေဒါခံစားရမှာဖြစ်ပါတယ်တောက်ပြီးရဲ့ချိန်မှာလည်းဒါသူ့ရဲ့အရတာဒါရှာပေါ်မှာတော့အချိန်တော်တော်ကြောင်ဒါဆွဲပြီးတော့ကြံနေမှာဖြစ်ပါတယ်ပြီးတော့သူကတစ်ချပိုးကောင်းနဲ့ကြော်ဒီပန်းသီးစိမ့်နဲ့ဖြော့လေးနဲ့ဒါကြံခဲ့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါလူမျိုးတန်ဖိုးကြီးတဲ့ဝီစကီတွေရဲ့အနည်းနဲ့ရတော့ကျွန်တော်ဒါအကောင်းဆုံးခံစားနိုင်မှုဆိုရင်တော့ကျွန်တော်ဒါနီးနဲ့3ခုရှိပါတယ်။ဒါကြတော့ဒါသူ့ရဲ့တောက်ပုံတောက်နည်းတွေပေါ့။ပထမချက်အနေနဲ့ကကြတော့ကျွန်တော်ဒါနီးတောက်သုံးလို့ရပါတယ်။ဒါကျွန်တော်တန်ဖိုးကြီးဝီစကီတွေရဲ့ဒါအနည်းနဲ့ရတော့ကျွန်တော်ဒါပြေးဝခံစားနိုင်မှုဆိုရင်တော့ကျွန်တော်ဘာမှမကြော်ဘဲနဲ့ကျွန်တော်ဒါနီးတောက်သုံးတာတော့အကောင်းဆုံးဖြစ်ပါတယ်။
ဒါကတော့ကျွန်တော်ဒီပုံမှန် whisky ကိုတောက်သုံးနေကြသူတွေအတွက်ကတော့ဒါတည်ပြီးသားဖြစ်မှာပါဒါကျွန်တော်ကတော့အခြေခံချက်လေးအနေနဲ့ကျွန်တော်ထည့်ပြီးတော့ပြောပြထားတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်ဒါရေလေးနည်းနည်းရောပြီးတော့တောက်လို့ရပါတယ်ကျွန်တော်ဒီလိုမျိုးရေလေးနည်းနည်းရောပြီးတောက်တဲ့အခါမှာဒါ whisky ထဲမှာကျွန်တော်ဖွက်ထားတယ်ကျွန်တော်ပန်းနှန်းနဲ့တတိနန်းလေးတွေကကျွန်တော်ဒါပွင့်ထွက်လာမှာဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကကြတော့ကျွန်တော်ဒါ on the road တောက်သုံးလို့ရပါတယ်ကျွန်တော်ဒီမျိုး on the road တောက်သုံးတဲ့နေရာမှာကျွန်တော်ဒါရေခဲတုံးကြီးကြီးလေးနဲ့တောက်တာကတော့ကျွန်တော်ဒါပို့ပြီးတော့တင့်တော်ပါတယ်တို့ရေခဲတုံးတိတိလေးဆိုတော့ကျွန်တော်ဒါအရေပြော်တာပိုမြန်ပြီးတော့မှကျွန်တော်ဒီ whisky တွေရဲ့အရသာကိုကျွန်တော်ဒါပျက်စီးသွားစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အလုပ်တွေပင်ပန်းလာပြီးတော့မှပင်ပန်းလာတဲ့အချိန်မှာကျွန်တော်အနားယူဖို့အတွက်ကျွန်တော်တချင်းလေးကိုဖွင့်ပြီးနားထောင်ရင်းနဲ့ကျွန်တော်စိန်ခံပြီးတော့လည်းဒါတောက်သုံးလို့ရပါတယ်ပြီးတော့ဒါကျွန်တော်ဘယ်လိုမျိုးအချိန်မျိုးမှာပို့ပြီးတော့တောက်လေးရှိတယ်ပေါ့ကျွန်တော်ဒီ Yamazaki 80 year လိုမျိုးကျွန်တော်ဒီတန်ဖိုးကြီးတဲ့ whisky တွေကကြတော့ကျွန်တော်ပုံမှန် daily run တောက်သုံးလေးရှိတဲ့ whisky မဟုတ်ဘဲနဲ့မှကျွန်တော်တို့မျိုးထူးခြားခမ်းနားတဲ့အချိန်ခါမျိုးမှာပို့ပြီးတော့တောက်လေးရှိပါတယ်ဥပမာဖြစ်ကျွန်တော်ဒီအောင်မြင်မှုတစ်ခုခုရတဲ့အချိန်မှာကျွန်တော်ပြုလုပ်တဲ့အဲ့လိုမျိုးဂုဏ်ပြုပွဲတွေအရေးကြီးစီးပွားရေးကိစ္စရပ်တွေဆွေးနွေးတဲ့ကျွန်တော်ဒီတင်နာမျိုးတွေမှာကျွန်တော်ပို့ပြီးတော့တောက်လေးရှိပါတယ်နောက်ချက်အနေနဲ့ကကျွန်တော်ဒီလိုမျိုးဒီ Yamazaki 80 year လိုမျိုးကျွန်တော်ဒီတန်ဖိုးကြီးရဲ့ whisky တို့ဒါဘယ်လိုလူတွေကပို့ပြီးတော့တောက်သုံးကြလဲပေါ့ကျွန်တော်အဓိကကတော့ကျွန်တော်ဒါ collector တွေပေါ့ကျွန်တော်ဒီတမိုးကြီး whisky တွေကိုကျွန်တော်ဒါစုဆောင်းရတာကြိုက်နှစ်သက်တဲ့သူတွေ Scotland whisky ထက်ပိုပြီးတော့ဒါကျွန်တော်လူညံ့တိမ်မွေးတဲ့အရာတောင်ပိုပြီးခံစားခြင်းတဲ့သူတွေကိုယ့်ရဲ့ level တစ်ခုကိုဒါဖော်ပြခြင်းတဲ့သူတွေပေါ့ဒီ whisky ကိုကျွန်တော်စုဆောင်းထားတဲ့နေရာဒီ whisky ကိုကျွန်တော်ဒါတောက်သုံးနေဆိုတဲ့နေရာမှာဒါကိုယ့်ရဲ့ဒါဂုံသတင်းအဆင့်တန်းကိုဒါဖော်ပြလို့သူတွေကြားမှာပို့ပြီးတော့ရေပန်းစားပြီးတော့ဒါတောက်သုံးလေးရှိတဲ့ဒါ whisky လေးဖြစ်ပါတယ်ဂျပန် whisky ရေးဒါကမ္ဘာ whisky ဇက်ခုံပေါ်မှာဘယ်လိုမျိုးနေရာယူလာလဲဆိုတာနဲ့ကျွန်တော်ဒီ Yamazaki 80 year အကြောင်းလေးကိုကျွန်တော်ဒါပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးတန်ဖိုးကြီး whisky တွေကနေစပြီးတော့ကျွန်တော်ဒါ border တွေအကုန်လုံးစုပြီးတော့တောက်လို့ရရကျွန်တော်ဒါ whisky တွေအထိကျွန်တော်ဒါဒီ2 liter မှာအဆုံးရှိပါတယ်ကျွန်တော်နောက်ထပ် plane လေးနဲ့အတူပြန်လာခဲ့ပါမယ်ဗီဒီယိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်